ဘောလုံးမဲဝါသနာရှင်မိဘပြည်သူများကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါခင်ဗျာမင်းညကကျွန်တော်ပေးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုရင်တော့တပွဲဟာပလက်100တပွဲဟာမိုင်းနက်100နဲ့ပြန်ခွာသွားခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်သုံးသက်ပေးခဲ့တဲ့စနေတနင်္ဂနွေတလင်းလာအင်္ဂါဗုဒ္ဓဟူ9ရက်ဆက်တိုင်မှာကျွန်တော်သုံးသက်ပေးခဲ့ရ15ပွဲသုံးသက်ပေးခဲ့ရ3ပွဲသာကြာပြီး12ပွဲကတော့အနိုင်ရလက်ဖြစ်ပေါ်ထားပါတယ်ယနေ့ညယူပါလိညမှာဆိုရင်လည်းကျွန်တော်အနေနဲ့ရွေးချယ်သုံးသက်ပေးခြင်းနဲ့ပွဲစဉ်လေး3ပွဲရှိပါတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့သုံးသက်ပေးခြင်းနဲ့ပွဲစဉ်လေးကတော့ယူပါလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂရု A မှာညတနာရီခွဲအချိန်မှာရှင်ပြိုင်ကစားမဲ့အာဆင်နယ်အသင်းနဲ့ဘိုလိုကလင်ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့အသင်းတွေ့ဆုံမှုမှာတော့အင်ရှင်အာဆင်နယ်အသင်းက2+20 6ပေါင်းကြီး3မိုင်းနဲ့80ဆိုပြီးဖွင့်ထားပါတယ်ဒီနေ့အသင်းရဲ့ဂရု A အမှတ်ပေးစရာရည်တည်မှုမှာဆိုရင်တော့အင်ရှင်အာဆင်နယ်အသင်းကတပွဲကစားထားချိန်မှာတပွဲအနိုင်ရရှိပြီးရမှတ်3မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်နဲ့နေရာမှာရည်တည်နေပြီးတော့ဧည့်သည်ဘိုလိုကလင်အသင်းကတော့နှစ်ပွဲကစားထားချိန်မှာတပွဲနိုင်တပွဲတည်ရီရှုံးဝဲမရှိသေးပဲနဲ့ရမှတ်4မှတ်နဲ့အဆင့်1နေရာမှာလည်းဥဆောင်နေပါတယ်ဒီနေ့တင်ထိတိုက်တွေ့ဆုံမှုအစဉ်လာမှာတော့တည်င်းနဲ့တည်င်းတွေ့ဆုံထားခြင်းမရှိသေးပဲနဲ့ပထမဆုံးကစားကြမဲ့ရှင်ပြိုင်ကစားကြမဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့တင်ရဲ့လက်ရှိခြေစွမ်းပိုင်းကိုအကျဉ်းချုံးပြီးတော့လေးလာသုံးသက်ရမယ်ဆိုရင်တော့အင်ရှင်အာဆင်နယ်အသင်းကခြေစွမ်းပိုင်းကောင်းမွန်နေပြီးတော့မန်ယူအသင်းကိုရှုံးလင်းခဲ့တဲ့ပွဲစဉ်ကလွဲရင်ခြေစွမ်းပွဲတွေကအစရှုံးပွဲမရှိသေးပဲနဲ့ရလက်တွေကောင်းမွန်နေတာလည်းဖြစ်ပါတယ်တိုက်စစ်ကလည်းအချိတ်အဆက်မိမိနဲ့ပြိုင်မဲ့အသင်းတိုင်းကိုဂိုးတွေသွင်းဥထားနိုင်စေပါပဲကွင်းလယ်ပိုင်းကလည်းပြောစရာမရှိတော့အောင်ကိုစွမ်းဆောင်ရည်ခေါင်းတွေကိုပြသထားရလဲတွေ့ရှိရပါတယ်တောင်ပန်ကစားသမားတွေရဲ့တိကျကောင်းမွန်တဲ့ပံ့ပိုးမှုတွေကလည်းတိုက်စစ်ပိုင်းကိုအပြည့်အဝအထောက်အကူနေတာလည်းဖြစ်ပါတယ်နောက်တန်းပိုင်းမှာဆိုရင်လည်းလျင်မြန်တွက်လက်တဲ့ကစားသမားတွေရဲ့ဖျက်ထုတ်မှုတွေကောင်းမွန်နေစေဖြစ်ပြီးတော့လူကကစားရမှာလဲလိမ်မာပါနဲ့တဲ့ပြိုင်ဘက်တိုက်စစ်ကိုအကောင်းဆုံးရင်ဆိုင်ဟန်တာစီနိုင်မှုတွေလည်းပြုလုပ်ထားနိုင်တဲ့ကစားသမားတွေဖြစ်တာကိုလည်းတွေ့ရှိရပါတယ်ဧည့်သည်ဘိုလိုကလင်အသင်းကတော့တိုက်စစ်ကစားအားကောင်းမွန်ပြီးအဆုံးသက်ပိုင်းမှာလည်းအတော်လေးသိကြတဲ့အသင်းလည်းဖြစ်ပါတယ်ကွင်းလယ်ရဲ့အတွဲအဖက်အချိတ်အဆက်တွေကနေတိုက်စစ်ပိုင်းကိုဘောလုံးပေးဖို့ရတယ်မှာမြန်ဆန်တဲ့ကစားသမားတွေလည်းဖြစ်ကြပါတယ်တောင်ပန်ကစားသမားတွေရဲ့တိကျကောင်းမွန်တဲ့ဖန်တီးပေးဖို့မှုတွေကစစ်မှုတွေအတွက်အဝင်ခင်ကြားဖြစ်နေတာကိုလည်းတွေ့ရှိရပါတယ်ဧည့်သည်ဘိုလိုကလင်အသင်းရဲ့အဓိကတော့ချက်ကတော့နောက်တန်းပိုင်းဆိုင်ရာမှာအားနည်းချက်ပဲဖြစ်ပါတယ်ပြိုင်ဘက်တိုက်စစ်စင်ကစားလာခြင်းတွေမှာအကောင်းဆုံးဟန်တာကစားပြနိုင်ခြင်းမှာတော့အတော်လေးအားနည်းနေတာကိုလည်းတွေ့ရှိရပါတယ်နားလည်မှုလေးတွေမကြာခဏလွဲနေတတ်ပြီးလူကကစားပုံမှာလည်းဟာကွက်တွေများနေတာကြောင့်နောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်တိုက်ဂိုးပေးထားရတာလည်းဖြစ်ပါတယ်ဒီနေ့ပွဲမှာဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့အရန်ကစားသမားအများစုနဲ့ပဲပွဲထွက်လာဖို့ရှိနေပါတယ်အရန်ကစားသမားတွေကလည်းလူငယ်ကစားသမားတွေဖြစ်ပေမဲ့အကောင်းဆုံးစူးစမ်းအားထုတ်ပြသခြင်းနဲ့စိတ်သက်ခွန်အားတွေတက်ကြွနေတဲ့ကစားသမားတွေလည်းဖြစ်ကြပါတယ်အာဆင်နယ်အသင်းရဲ့အရန်လူငယ်ကစားသမားတွေအနေနဲ့ဘိုလိုကလင်အသင်းကိုအလွယ်တကူအနိုင်ယူနိုင်စွမ်းရှိတော်ညာလဲတိုက်စစ်ကစားအားကောင်းမွန်တဲ့ဘိုလိုကလင်အသင်းရဲ့တိုက်စစ်ကိုအာဆင်နယ်အသင်းရဲ့အရန်လူငယ်ကစားသမားတွေအနေနဲ့ပွဲချိန်ပြေထိန်းချုပ်နိုင်မှုဆိုတာကတော့မလွယ်ကူလာပါဘူးအာဆင်နယ်အသင်းရဲ့2+50ဆိုတဲ့ body ကြီးကိုခဏပေးဖယ်ထားပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဘိုလိုကလင်အသင်းကလည်းမထင်မှတ်တာတွေလောက်ပြကစားထားပြနိုင်တဲ့အသင်းဖြစ်တာကြောင့်ပါပဲ3မိုင်းနဲ့80ဆိုတဲ့ဂိုးပေါင်းကြီးကတိုက်စစ်အားထက်သန်တဲ့ဘိုလိုကလင်အသင်းကိုအရန်ကစားသမားတွေနဲ့ပွဲထွက်လာမဲ့အာဆင်နယ်အသင်းအနေနဲ့တွင်ကိုခွင့်ပြုပေးရမယ်ဆိုတဲ့သဘောတဘာဝကိုလည်းရေးပူအားအဖြစ်တက်ရောက်နေပါတယ်ဒါကြောင့်ဒီနေ့တင်တွတ်ဆုံမှုပွဲစဉ်ကိုဖြစ်ထိုက်တော့ကြီးအောင်နိုင်ကြီးအားကောင်းနေတဲ့ပွဲစဉ်ကတော့3မိုင်းနဲ့80ဆိုတဲ့ဂိုးပေါင်းအပေါ်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ရပါတယ်နောက်ထပ်တစ်ပွဲအနေနဲ့သုံးသက်ပေးခြင်းနဲ့ပွဲစဉ်လေးကတော့ယူပါလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂရု B မှာညတနာရီခွဲအချိန်ရှင်ပြိုင်ကစားမယ်ဖီနာဘာချီအသင်းနဲ့ AEK လာကာနာအသင်းပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီ
ဒီနေ့တွင်တွတ်ဆုံမှုမှာတော့အင်ရှင်ဖီနာဘာချီအသင်းက1မိုင်နဲ့50ဂိုးပေါင်းချေ3ပလက်30ဆိုပြီးဖွင့်လှစ်ထားပါတယ်ဒီနေ့တွင်ရဲ့ဂရုပီရက်တည်မှုမှာတော့အင်ရှင်ဖီနာဘာချီကနှစ်ပွဲကစားထားခဲ့ရာတပွဲနိုင်တပွဲတည်ရီရှုံးပွဲမရှိသေးပဲရမှတ်၄မှတ်နဲ့ဂိုးကွာချချက်အရာအဆင့်1နေရာမှာဦးဆောင်နေပြီးတော့ဧည့်သည် AEK လာကာနာအသင်းကတော့နှစ်ပွဲကစားခဲ့ရာတပွဲနိုင်တပွဲရှုံးနေထားပြီးတော့ရမှတ်3မှတ်နဲ့အဆင့်3နေရာမှာရပ်တည်နေပါတယ်ဒီနေ့တင်ရဲ့ထိပ်တိုက်တွဲဆုံမှုအဆင့်အလာကတော့တွဲဆုံမှုတွေမရှိသေးဘဲနဲ့ယနေ့ပွဲကပထမဆုံးရှင်းပြကစားကြမယ်ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့တင်ရဲ့လက်ရှိခြေစမ်းပိုင်းကိုအကျဉ်းချုံပြီးတော့လေ့လာသုံးသပ်ရမယ်ဆိုရင်တော့အင်ရှင်ဖီနာဘာချီအသင်းကသူတို့အသင်းရဲ့ကစားပုံတွေကိုကျွန်တော်သဘောကျနှစ်သက်မိပါတယ်ဘာလို့လဲဆိုတော့ဖီနာဘာချီအသင်းသားတွေအနေနဲ့သူတို့အသင်းရဲ့ခြေထဲကိုဘောလုံးရရှိသွားပြီးဆိုတာနဲ့တေချာကွင်းလယ်နဲ့တိုက်စစ်ကိုအချိတ်အဆက်မိမိနဲ့ဘောလုံးကိုပြိုင်ဘက်ခြေတဲ့ပါမသွားအောင်တေချာအာယုံစိုက်ပြီးကစားနေတာလည်းဖြစ်ပါတယ်တိုက်စစ်ပိုင်းကလည်းရရှိလာတဲ့အခွင့်အရေးတွေကိုအလွယ်တကူဖြုံးတီးတတ်ခြင်းမရှိတဲ့ကစားသမားတွေလည်းဖြစ်ကြပါတယ်တောင်ပန်ကစားသမားတွေဟာဆိုရင်လည်းဖြတ်တင်ဘောတွေမှာတေချာတိကျမှန်ကန်စွာပံ့ပိုးပေးနေတာကိုလည်းတွေ့ရှိရပါတယ်ကွင်းလယ်အထိုင်ကစားသမားတွေကလည်းကစားပုံနဲ့ပြိုင်ဘက်ခြေတဲ့ဘောလုံးရရှိတဲ့အချိန်တွေမှာအကောင်းဆုံးဖိအားပေးကစားထားနိုင်တာကိုလည်းမြင်တွေ့ရပါတယ်နောက်တန်းပိုင်းဆိုင်ရာမှာလည်းပြိုင်ဘက်အသင်းတိုက်စစ်ဆင်ကစားလာချိန်မှာလူကက်ကစားရမှာအရန်ကိုကောင်းမွန်တဲ့ကစားသမားတွေအသင်းဂိုးမပေးရဖို့အကောင်းဆုံးစူးစမ်းအားထုတ်ပြီးဖြတ်ထုတ်နိုင်တဲ့ကစားသမားတွေလည်းဖြစ်ကြပါတယ်တစ်ဖက်မှာယင်းနစ်အသင်းကအမှတ်ပေးစရာရဲ့အောက်ဆုံးကဒိုင်နမိုကီးနဲ့တွေ့ဆုံနေတာကြောင့်လက်တလောခြေစွမ်းအရာယင်းနစ်တို့အခြေအနေကောင်းသွားနိုင်တာကြောင့်ဖီနာဘာချီအသင်းကလည်းဒီနေ့ပွဲကိုအနိုင်ကစားထားနိုင်မှာဖြစ်မဲ့အခြေအနေမှာရှိနေပါတယ်ဧည့်သည် AEK လာကာနာအသင်းကတော့ပြည်တွင်းပွဲစဉ်တွေမှာရလက်တွေမစိုးပေမဲ့အဝေးကွင်းစုတိုက်စစ်ကစားပုံကအားရစရာမရှိဘဲနဲ့မကြာခဏဘောလုံးပြတ်တောက်သွားတာတွေကိုလည်းတွေ့ရှိရပါတယ်။ကွင်းလယ်ပိုင်းမှာလည်းဟာကွက်တွေများနေတာကြောင့်ပြိုင်ဘက်အသင်းတိုက်စစ်ဆင်ရာတွေမှာအလွယ်တကူခွင့်ပြုပေးထားရတဲ့လည်းဖြစ်ပါတယ်။နောက်ပိုင်းကတော့ပြည်တွင်းပွဲစဉ်တွေမှာခန်းစစ်ကစားပုံတွေကောင်းမွန်ပေနဲ့ယူပါလိပွဲစဉ်တွေမှာတော့နောက်တန်းပိုင်းတည်ငြိမ်မှုမရှိဘဲနဲ့ဂိုးတွေခွင့်ပြုပေးရတာလည်းဖြစ်ပါတယ်။ဒိုင်နမိုဘီကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းဒိုင်နမိုဘီတိုက်စစ်ပိုင်းအဆုံးသက်မသေးချာမှုတွေကြောင့်သာကံကောင်းပြီးတော့အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အခုရှင်မြန်ကစားရမှာကနေရာဆုံးမှာတည်တည်ငြိမ်ငြိမ်နဲ့အကောင်းဆုံးပုံဖော်ကစားနိုင်တဲ့ဖီနာဘာချီအသင်းနဲ့ကစားရမှာဖြစ်တာကြောင့်အဝေးကွင်းဆိုကစားပုံအားရစရာမရှိပဲတည်ငြိမ်မှုပျောက်ဆုံးနေတာကြောင့် AEK တို့အတွက်တော့မျှော်လင့်ချက်မရှိတဲ့လောက်ပါပဲဒါကြောင့်ဒီနေ့ပွဲစဉ်ကိုဖီနာဘာချီအသင်းရဲ့1မိုင်နဲ့50ကြီးဟာဖြစ်တဲ့ဖြစ်တိုက်တော့ကြီးဖြစ်နေတာကိုလည်းတွေ့ရှိရပါတယ်ဖီနာဘာချီအသင်းရဲ့ကစားပုံပုံဖော်မှုတွေအောက်မှာ AEK တို့လက်မြောက်အရှုံးပေးသွားရဖို့လည်းရှိပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ကိုကောက်ချက်ချရမယ်ဆိုရင်တော့အိမ်ငွေးပွဲတွေမှာဆိုရင်ကစားပုံပုံမကောင်းမွန်တဲ့ဖီနာဘာချီအသင်းကို AEK တို့ရှင်ပြိုင်နိုင်မှာမဖြစ်နိုင်ပါဘူးတစ်ဖက်မှာရင်းနစ်ကိုထပ်မံဖိအားပေးနိုင်ဖို့ရအတွက်ယခုအိမ်ငွေးပွဲစဉ်မှာအနိုင်3မှတ်ကိုထိုက်တန်ရယူသွားပြီးနှစ်ကိုပြတ်ဖို့ရမခတ်တဲ့အင်ရှင်ဖီနာဘာချီဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ရပါတယ်နောက်ဆုံးတစ်ပွဲအနေနဲ့ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့ယူပါလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂရုအိမ်မှာည7:15အချိန်မှာရှင်မြန်ကစားမဲ့ဇူးရဲ့အသင်းနဲ့ PFV ပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့တွင်တွေ့ဆုံမှုမှာတော့ဧည့်သည် PFV အသင်းက1+20ဂိုးပေါင်းကြီး3မိုင်းနဲ့20ဆိုပြီးဖွင့်လှစ်ထားပါတယ်ဒီနေ့တွင်ရဲ့ဂရု A ရက်တည်မှုစရာမှာဆိုရင်တော့အင်ရှင်ဇူးရဲ့အသင်းကနှစ်ပွဲကစားထားကြရာနှစ်ပွဲစလုံးရှုံးနေထားပြီးရမှတ်ရရှိထားခြင်းမရှိသေးပဲနဲ့အမှန်ပေးစရာရဲ့အဆင့်4နေရာမှာရပ်တည်နေပြီးတော့ဧည့်သည် PFV အသင်းကတော့တပွဲကစားကြရာတပွဲတည်းရလက်ဖြင့်ရမှတ်တစ်မှတ်နဲ့အဆင့်3နေရာမှာရပ်တည်နေပါတယ်အင်ရှင်ဇူးရဲ့အသင်းကအိမ်ငွင်းတပွဲကစားကြရာအာဆင်နယ်ကို1-2ဆိုတဲ့ရလက်နဲ့လည်းရှုံးနေထားခဲ့ပါတယ်ဧည့်သည် PFV အသင်းကတော့အဝေးကွင်းကစားထားခြင်းမရှိသေးပါဘူးဒီနေ့အသင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာလည်းတွေ့ဆုံထားခြင်းမရှိသေးဘဲနဲ့ဒီနေ့ပွဲကပထမဆုံးရှေ့မြန်ကစားကြမဲ့ပွဲလည်းဖြစ်ပါတယ်ဒီနေ့အသင်းရဲ့လက်ရှိခြေစွမ်းပိုင်းကိုအကျဉ်းချုံသုံးသပ်ရမယ်ဆိုရင်တော့အင်ရှင်ဇူးရဲ့အသင်းကယုံကြည်မှုပျောက်ဆုံးနေပြီးနောက်ဆုံး9ပွဲဆက်မှာလည်း6ပွဲရှုံးနေထားပြီးတပွဲသာတည်ရကြထားပါတယ်တိုက်စစ်ပိုင်းကဂိုးသွင်းယူထားနိုင်ပေမဲ့လည်းခန်းစစ်ကစားပုံစိုးရနေပြီးပြိုင်ဘက်တိုက်စစ်ကိုဟန်တားနိုင်ခြင်းမရှိဘဲကွ
ကိုးတွေကတော့အလွယ်တကူခွင့်ပြုပေးနေရခဲ့ရတာလည်းဖြစ်ပါရဲ့ဇူးရီအသင်းကပုံမှန်ခြေအောက်ရောက်ရှိနေပြီးပြည်တွင်းနာမကယူပါလိပွဲစဉ်တွေမှာပါသူတို့အသင်းရဲ့ကစားပုံကအရာမရောက်ခဲ့ပဲနှစ်ပွဲစလုံးရှုံးနိမ့်ထားတဲ့အထိရလက်တွေစိုးဝါနေခဲ့ပါရဲ့ဒီပုံစံအတိုင်းသာဆိုရင်ဇူးရီအသင်းအနေနဲ့ယူပါလိကနေလက်ပြနှုတ်ဆက်သွားရမယ့်အခြေအနေလည်းရှိနေပါရဲ့ဧည့်သည် PFV အသင်းကတော့ခြေစွမ်းပိုင်းကောင်းမွန်ပြီးတိုက်စစ်ကထက်မြက်ပေမဲ့ခန်းစစ်ပိုင်းအားနည်းချက်ကတော့ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူးပွဲလည်နဲ့တိုက်စစ်အခြေအစိုက်ကောင်းမွန်နေစေဖြစ်လို့ပွဲတိုင်းဒီပါဂိုးတွေသွင်းယူပြသထားနိုင်ပါတယ်တောင်ပန်ကစားသမားတွေရဲ့တိကျတဲ့ပံ့ပိုးမှုတွေနဲ့အဆုံးသက်ပိုင်းကောင်းမွန်တဲ့တိုက်စစ်ကိုပန်းဆိုင်ထားတောင်ကြောင့် PFV အသင်းအနေနဲ့ဂိုးရရှိဖို့မခက်ခဲပါဘူးတစ်ဖက်မှာတော့အာဆင်နယ်ဘိုးတို့ကလင်တွစ်ဆုံနေမှုကို PFV တို့အခွင့်အရေးရရှိနေပါတယ်တပွဲကြံတပွဲလဲကစားရအောင်မှာဖြစ်တာကြောင့် PFV အသင်းအနေနဲ့ယနေ့ပွဲကိုအစွမ်းကုန်စူးစမ်းအားထုတ်လာပြီးရှင်ပြိုင်ကစားလာဖို့ရှိနေပါတယ်ပြီးခဲ့တဲ့ပွဲကလည်းကစားသမားအချို့ကိုအနားပေးထားတာကြောင့်ယနေ့ပွဲအတွက်ကြန့်ခိုင်မှုအပြည့်အဝနဲ့ပွဲထွက်ကစားလာဖို့ရှိနေပါတယ်ဒီနေ့ပွဲရဲ့ PFV အသင်းရဲ့ 1+20 ဆိုရဲ့ပေါက်ကြီးကဖြစ်တဲ့နဲ့ကြီးလို့ယူဆပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်ကိုသုံးသက်ချက်ချရမယ်ဆိုရင်တော့ခြေစွမ်းပိုင်းရင်းရနေတဲ့ဇူးရဲ့အသင်းအနေနဲ့အိမ်ဝင်းဖြစ်ပေမဲ့လက်ရှိခြေစွမ်းအရာ PFV ကိုရှင်နိုင်ဖို့ဆိုတာမဖြစ်နိုင်လို့ပေါက်ထွက်နေတဲ့ခန်းစစ်ကြောင်းကလည်း PFV အသင်းရဲ့တိုက်စစ်ကိုထိန်းချုပ်နိုင်ဖို့မဖြစ်နိုင်ပါဘူးအလားတူပါပဲ PFV အသင်းရဲ့နောက်တန်းပိုင်းဆိုင်ရာအားနည်းမှုကလည်းအင်ရှင်ဇူးရဲ့အသင်းကိုဂိုးခွင့်ပြုဖို့ရအတွက်အနည်းဆုံး PFV အသင်းအနေနဲ့တကူလောက်တော့ခွင့်ပြုထားရမယ့်အခြေအနေမှာလည်းရှိနေရပြဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့ပွဲစဉ်ကိုဧည့်သည် PFV အသင်းနဲ့ဂိုးပေါင်းအပေါ်ပဲရွေးချယ်ပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်ခန့်မှန်းခြင်းနဲ့ရလက်ကလေးကတော့ 1-3 ဆိုတဲ့ရလက်လေးပဲဖြစ်ပါတယ်ခင်ဗျာယနေ့ညကျွန်တော်ရွေးချယ်သုံးသပ်ပေးခဲ့တဲ့ပွဲစဉ်လေးကိုလူကြီးမင်းတို့အနေနဲ့ကြိုင်းနဲ့တက်ခဲ့မယ်ဆိုရင် like and subscribe လေးလုပ်ထားပေးဖို့လည်းမျှော်လင့်ပါတယ်ဗျာ